ရွာလေးရဲ့အနောက်ဘက်တောအုပ်ထဲမှာရောင်ကြီးအဖိုးကြီးဟာတဲငယ်လေးထဲနေတယ်။သူ့မှာဖြူပွေးတဲ့အမွေးနဲ့မြင်းတစ်ကောင်ရှိတယ်။ဒီမြင်းကိုရွာသားတွေကဖြူမလို့ခေါ်ကြတယ်။ဖြူမမင်းဒီနေ့ဘလို့နေလဲလို့ရောင်ကြီးအဖိုးကမြင်းရဲ့လေပင်ကိုပုတ်တက်ရင်းနူးညံ့စွာပြောတယ်။ဖြူမကလည်းခေါင်းလေးကိုငဲ့ကဟီဟီဆိုတဲ့အတန်လေးနဲ့ပြန်တယ်။ဒီမြင်းကအခြားမြင်းတွေနဲ့မတူဘူး။သူ့မှာအထူးစွမ်းရှိတယ်ဆိုတာရောင်ကြီးအဖိုးတယောက်ပဲသိတယ်။ညနေဆောင်ချိန်ရွာကကလေးလေးမောင်မောင်လာရောက်လေပတ်တယ်။အဖိုးရဲ့ကျွန်တော်ဖြူမကိုကြည့်ချင်လို့လာတာလို့မောင်မောင်ကပြောတယ်အေးပါကလေးချင်းကပ်လို့ရတယ်ဒါပေမဲ့သတိထားရမယ်လို့အဖိုးကပြန်ပြောတယ်တညတန်းကောင်အချိန်ဖြူမရဲ့အမွေးတွေဟာလာမင်းရဲ့အလင်းမှာတောက်ပတ်လာတယ်ရောင်ကြီးအဖိုးကမြင်းသားကိုကွေးပြီးလေတံတိုးတိုးလေးနဲ့ပြောတယ်အချိန်ရောက်ပြီးဖြူမဒီညမှာငါတို့ပြန်တန်းကြမယ်ဖြူမကခေါင်းကိုမြှောက်လိုက်တာနဲ့သူ့ပခုံးကနေကြီးမားတဲ့တောင်ပန်ဖြူကြီးတွေထွက်လာတယ်ဒီတစ်ခါငါ့ကိုအရှိတ်ရေကန်ကြီးစီခေါ်သွားပါလို့အဖိုးကဆက်ပြောတယ်ဟုတ်ကဲ့အဖိုးရဲ့ဒီညကလာရောင်လဲကြည်လင်းနေကလည်းတက်တာတယ်လို့ဖြူမကလူသားဘာသာစကားနဲ့ပြန်ပြောတယ်မြေကြီးကနေကောင်းကင်ကိုပြန်တက်သွားတဲ့အခါရောင်ကြီးအဖိုးကပြုံးရင်းအရင်ကထက်ပိုမြန်လာတယ်နော်ဖြူမလို့ပြောတယ်ဒီနေ့မှာအဖိုးကျွေးတဲ့ဆေးပင်တွေကြောင့်အာရန်ရှိနေတယ်လို့ဖြူမကပြန်ပြောတယ်သူတို့ဟာတောင်တန်းတွေကိုဖြတ်ပြန်တန်းရင်းအောက်ကရွာလေးတွေကိုမြင်နေရတယ်မီးအိမ်လေးတွေကကျဲပွင့်တွေလိုမြင်နေရတယ်ဘလို့လဲအဖိုးအေးမြရဲ့လားလို့ဖြူမကမေးတယ်မင်းပြန်တဲ့အခါအတောင်ပံတွေကနေထွက်တဲ့လေကနှွေးထွေးတယ်ဖြူမလို့အဖိုးကပြန်ပြောတယ်ရုတ်တရက်မှောင်မိုက်တိမ်တွေကသူတို့ကိုဝန်းရံလာတယ်လေပြင်းတွေစတိုက်ခတ်လာတယ်အဖိုးရဲ့ဒီမှာနေဖို့မသင့်ဘူးတိမ်တွေထဲမှာတခုခုရှိနေတယ်လို့ဖြူမကအတန်တုံလုပ်နေတဲ့အတန်နဲ့ပြောတယ်စိတ်အေးထားပါဖြူမငါတို့ကိုယ်တိုင်ကမော်အတက်ရှိတာပဲအန်ရယ်တွေကိုရင်ဆိုင်ဖို့အသင့်ပါပဲလို့အဖိုးကအားပေးပြောတယ်အဲ့ဒီအချိန်မှာမှောင်မိုက်တိမ်တွေထဲကနေကြီးမားတဲ့ငှက်ကြီးတစ်ကောင်ထွက်လာတယ်ဟဲလိုမှုံမြင်းပြန်မင်းရဲ့အစွမ်းတွေကိုငါ့ကိုပေးပါလို့ငှက်ကြီးကဟစ်အော်တယ်မဖြစ်နိုင်ဘူးဖြူမအနောက်ဘက်ကိုဥတီပြန်တန်းပါလို့အဖိုးကအော်လိုက်တယ်ဒါပေမဲ့အဖိုးရဲ့သူကငါတို့ထက်မြင်နေတယ်လို့ဖြူမကပြန်ပြောတယ်နှက်နဲ့ကြီးဟာသူတို့နောက်ကနေလိုက်လာတယ်ရောင်ကြီးအဖိုးကသူ့ရဲ့အင်ဂျီအိတ်ထဲကနေနီးဆုံးလေးတစ်ခုထုတ်လိုက်တယ်ဒီကောင်ကိုကြည့်ဖို့အချိန်ရောက်ပြီလို့အဖိုးကပြောတယ်အဖိုးကမော်အတက်သုံးပါလားလို့ဖြူမကမေးတယ်သုံးရမယ်ဖြူမတစ်ခါတရံမှာကာကွယ်ဖို့အတွက်စွမ်းအားသုံးရတယ်လို့အဖိုးကပြန်ပြောတယ်ဘိုးကမီးစုံလေးကိုကင်ပြီးတိုင်တေးကတန်ပြိုင်ဆိုလိုက်တယ်မီးစုံလေးကနေပြင်းထန်တဲ့အလင်းတန်းထွက်လာပြီးနှက်နှက်ကြီးကိုထိမှန်လိုက်တဲ့ ER လုံနှက်နှက်ကြီးကအော်ပြီးဖောင်မိုက်တိမ်တွေထဲကိုပြန်ပြေးဝင်သွားတယ်ဘိုးရဲ့အောင်မြင်သွားပြီလို့ဖြူမကဝမ်းသာအတန်နဲ့အော်လိုက်တယ်ဟုတ်ပြီဒါပေမဲ့အခုချက်ချင်းပြန်သွားရမယ်မိုးကြည်နေလာပြီလို့အဖိုးကပြောတယ်သူတို့ဟာနှမ်းစမရနိုင်တဲ့မျက်နှုံးနဲ့ရွာကိုပြန်လာခဲ့တယ်မိုးတောက်ခါနီးမှတဲငယ်လေးတွေရောက်လာတယ်နေထွက်ချိန်မောင်မောင်ကရောင်ကြီးအဖိုးရဲ့တဲစီပြန်ရောက်လာတယ်။အဖိုးရဲ့ကျွန်တော်ဒီညကတခုခုကိုမြင်ခဲ့တယ်။ကောင်းကင်မှာအလင်းတန်းတစ်ခုထွက်တာမြင်ခဲ့တယ်လို့မောင်မောင်ကပြောတယ်။အဖိုးကပြုံးရင်ကလေးကြီးဒီတခါတော့မင်းကိုပြောပြမယ်ဖြူမဟာတာမန်မြင်းမဟုတ်ဘူး။သူဟာမှော်မြင်းပြန်တကောင်ပါလို့ပြောတယ်။တကယ်လားအဖိုးရဲ့လို့မောင်မောင်ကအံ့အားသင့်သွားတယ်။ဟုတ်တယ်ကလေးရဲ့ဒါပေမဲ့ဒီလိုဝက်ချက်ကိုမင်းနဲ့ငါပဲသိရမယ်ပြောပြလို့မရဘူးလို့အဖိုးကဆက်ပြောတယ်။ကျင်းနေပါအဖိုးရဲ့ကျွန်တော်ဘသူ့ကိုမှမပြောပါဘူးလို့မောင်မောင်ကကတိပေးတယ်အဲ့ဒီနောက်ပိုင်းမောင်မောင်ဟာရောင်ကြီးအဖိုးစီမကြခဏလာလေတယ်တခါတရံမှာဖြူမော့ကိုစီးပြီးတာမန်ခီးတွေထွက်ကြတယ်ဒါပေမဲ့ညသက်ကောင်အချိန်ပြန်တန်းတဲ့အကြောင်းကိုတော့ဘယ်တော့မှမပြောကြတော့ဘူးအခုတော့မောင်မောင်ဟာမှောင်မြင့်ပြန်ရဲ့ပြုတ်ဝက်ချက်ကိုလက်ဆင့်ကမ်းထိန်းသိမ်းထားပါတယ်တခါတရံညအချိန်မှာရွာသားတွေကကောင်းကင်မှာအလင်းထဲလေးတစ်ခုပြန်တန်းနေတာကိုမြင်ရင်အဲ့ဒါကိုကြည့်ပြီးပြုံးမိကြတယ်သူတို့သိတယ်မှောင်မြင့်ပြန်ဟာအမြဲတမ်းသူတို့ကိုကာကွယ်နေတယ်ဆိုတာကို